အကူအညီတောင်းတတ်ပါစေမိတ်ဆွေလောကမှာတင်တယောက်တည်းယက်တီလို့မရပါဘူးတင်ထက်အရှိန်ဝါကြီးသူဩဇာရှိသူတွေရဲ့အကူအညီကိုရယူရမယ့်အချိန်ကြုံလာပါလိမ့်မယ်အဲ့ဒီအခါလူအများစုကလုံနေကြအမှားကြီးကိုတင်လုံးဝမလုံမိပါသေးနဲ့အဲ့ဒီအမှားကတော့ကိုယ့်ရဲ့ဒုက္ခတွေကိုချပြတာအတိတ်ကကြီးစုတရားတွေကိုဖော်ထုတ်တာဒါမှမဟုတ်အတနာခန္ဓာပဲဖြစ်ပါတယ်တင်မှတ်ထားရမှာကဩဇာအာဏာရှိသူတွေဟာတင့်ရဲ့အတနာခံစကားကိုနားထောင်ဖို့အချိန်မရှိပါဘူးသူတို့ဟာကိုကြိုးကိုမကြည့်ပဲအလကားကူညီလေးမရှိပါဘူးအမှန်တရားကသူတို့မှာတာမန်လူတွေထက်ပိုကြီးမားတဲ့လိုအပ်ချက်တွေပိုပြင်းထန်တဲ့လောဘတွေရှိနေတတ်ပါတယ်သူတို့အတွက်အကျိုးမြတ်မပါရင်ဘယ်အရာမှစိတ်မဝင်စားကြပါဘူးဒါကြောင့်သင်ဟာအကူအညီတောင်းခြင်းရင်အတနာခန္ဓာကိုချက်ချင်းရပ်ပြီးအပေးယူလုပ်ဖို့ပြင်ဆင်ရပါမယ်။တမိုင်းကိုပြန်ကြည့်ရင်မွန်ဂိုဘရင်ချန်ချစ်ခန်းလိုရက်ဆက်ကြမ်းကြုတ်သူကတရုတ်ပြည်နဲ့တရုတ်လူမျိုးတွေရဲ့တမိုင်းကိုပါမြေလံပြီးဇမြုပ်ဖို့အထိအမိန်ပေးမလို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပညာရှိရဲလူချူချိုင်ကဘယ်လိုတားခဲ့တယ်လဲတင်သိပါသလား။လူအသက်ကိုတန်ဖိုးထားပါလို့သွားမပြောပါဘူး။ပြောရင်သူပါကွက်မြက်ခံရမှာပါ။သူသုံးခဲ့တဲ့လက်နက်ကလောဘဆိုတဲ့လက်နက်ပါပဲသူကမွန်ဂိုဘီရင်ကိုဒီလူတွေကိုမတတ်ပါနဲ့သူတို့ကိုကြုံပြုအခွန်အခါကောက်ခံပြီးသူတို့ရဲ့အတတ်ပညာရှင်တွေကိုအသုံးချရင်မွန်ဂိုအင်ပါယာကြီးအတွက်ရွှေငွေတွေအင်အားတွေအစမတန်တိုးပွားလာစေရမယ်လို့ချန်ချီခန်းရဲ့အကျိုးစီးပွားကိုပဲထောက်ပြခဲ့ပါတယ်အဲ့ဒီအခါမှာခံကသူ့အကြံကိုလက်ခံပြီးမျိုးသူမျိုးသားတွေအသက်ချမ်းသာရသွားခဲ့ပါတယ်ဒီတော့တင်လူကျင်နာကိုရဖို့တစ်ဖက်သားရဲ့စိတ်ကိုဖတ်ပါသူဘာကိုတတ်မှတ်သလဲသူ့ရဲ့လိုအပ်ချက်ကဘာလဲဆိုတာကိုအတိအကျသိအောင်လုပ်ပါပြီးရင်တင်လူကျင်တဲ့အရာကိုသူ့အတွက်အကျိုးအမြတ်တစ်ခုအဖြစ်ပုံဖော်တင်ပြလိုက်ပါအဲ့ဒီအခါမှာသင်ဟာအကူအညီတောင်းရသူမဟုတ်တော့ပါဘူးနှစ်ဦးနှစ်ဖက်အကျိုးတူဟန်ဒီပေးသူဆိုတဲ့အစင်တန်းမြင့်မြင့်တင်လူရာကိုဆွဲဆောင်နိုင်သူဖြစ်သွားပါလူတွေကတခုခုကိုလှုပ်လိုက်ပြီဆိုရင်ဘာဆက်ဖြစ်မလဲဆိုတာကိုတပိုင်းပဲတွေးတယ်အများကြီးမတွေးဘူးအဓိကတော့ပြောချင်တာကအရာရာကို consequences တွေဖြစ်နိုင်ခြေတွေကိုငါဒါလုပ်လိုက်ရင်ဒါဖြစ်မယ်လို့တကွက်သေးပဲမတွေးပဲနဲ့အကွက်ပေါင်းများစွာကိုဆက်ပြီးတော့ကြိုတင်တွေးတတ်ဖို့ရှာအတွက်ကိုအမြဲတမ်းဒါပြီးရင်နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာကိုတွေးဒါပြီးရင်ရောနောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာကိုသေချာတွေးဒီစကားကိုနှစ်ခေါက်သေချာပြောတာဘာကြောင့်မလို့လဲဆိုတော့ဒီနည်းကိုသုံးတဲ့အခါမှာဆိုကိုတခုခုလှုပ်လိုက်ပြီဆိုရင်ရလက်